ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကလူတွေကိုလမ်းပြပေးတဲ့ခိုးရှောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်ဒီစကားလေးကိုလက်ဆောင်ပေးခြင်းပါတယ်တချို့တွေကအခုအချိန်ထိခိုးဖြစ်ဖို့ရအတွက်ကိုယ်အိမ်မက်အတွက်အကောင့်ထဲမဖော်သေးတဲ့သူတွေမလောက်သေးတဲ့သူတွေမစသေးတဲ့သူတွေလည်းရှိပါတယ်ဒါအခုချိန်ကလေးကဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုပြောတာပါခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုချပြီးတော့မှငါဒီနှစ်မှာတော့ဘယ်တင်နန်းကိုတက်မယ်အဲ့ဒီတင်နန်းပြီးသွားရင်တော့ငါလည်းဘယ်အတိုင်းအတာထိရောက်နေရမယ်ငါကcoach လုပ်ပေးနိုင်ရမယ်အဲ့လိုလုပ်ပေးနိုင်ရင်လည်းလူတွေကိုလည်းလမ်းပြပေးတဲ့ coach တယောက်အနေနဲ့ခြေလမ်းစလှမ်းထားမယ်ပြီးသွားရင်ဒီနှစ်ကုန်တဲ့ချိန်မှာတော့အဲ့ဒီအလုပ်ကနေဝင်ဘယ်လောက်ရရမယ်ပြီးရင်ဘယ်တင်နန်းတွေကိုဆက်ပြီးတော့မှတက်မယ်ကိုဘယ်လိုတွေ train မယ်အဲ့ဒီအရာတွေကိုဒီအချိန်ကတည်းကစပြီးတော့မှလှုပ်ထားဖို့ရအတွက်လိုအပ်ပါတယ်ဘဝမှာခိုင်မာတဲ့ဆုံးဖြတ်ချက်ရအောင်လုပ်မယ်ဆိုတဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေမရှိဘူးဆိုလို့ရှိရင်နေသလိုဖြစ်နေတဲ့ဘဝကြီးမှာဖြစ်သလိုနေနေတာနဲ့အတူတူပါပဲဒါကြောင့်ကိုယ့်ရဲ့အိမ်မက်တွေဖြစ်လာစေဖို့ရာအတွက်ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေမှာပဲတာဝန်အပြည့်အဝရှိပါတယ်။ဒါကြောင့်ကိုဖြစ်ချင်တဲ့ຢာတွေတွေရအောင်လုပ်ပါဖြစ်အောင်အကောင့်ထဲပေါ်ပါလို့ပြောရင်းနဲ့ဒီဗီဒီယိုကိုအဆုံးသတ်ချင်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။အကျိုးရှိလိမ့်မယ်လို့ပြေဝယုံကြည်ပါတယ်။အကျိုးတစ်စုံတရာရှိတယ်ဆိုကွန်မန့်မှာ yes လို့ဂုဏ်ယူဝင်ကြစွာဖြင့်ရေးပေးစေချင်ပါတယ်။အမြဲတမ်းမှတ်ထားပါ Hero is you